ဒီညီမလေးကဆိုရင်ဒါချော်လဲတာဒီလိုခောက်ပြီးလဲသွားတာနော်ဒီလိုခောက်ပြီးတော့လဲရင်ကျွန်တော်အဓိကမှားချင်တာကဒီနားလေးမှာ anterior talofibular ligament ဆိုတာရှိတယ်နော်ဒီမှာသူကထိတတ်တယ်ဒီနားလေးမှာနာနေရဆိုတော့သူက anterior ဆိုတာရှေ့ဘက်နဲ့ရောက်တယ်အဲ့လိုကချော်လဲပြီဆိုရင်နံပါတ်1အရေးကြီးဆုံးကကျွန်တော်တို့ RICE right ဆိုတဲ့ method ကိုသုံးပါ R က rest အနားယူပါ I က ice cryotherapy လို့ခေါ်တယ်ရေခဲကိုမိနစ်20နဲ့တရက်ကို3ချိန်ကပ်ပေးပါနော် C က compression အဲ့မှာ elastic bandage တွေစီးပြီးတော့ဒီနေရာလေးကိုအယောင်ကျအောင်လုပ်ပါ E က elevation လှဲအိပ်ပြီးတော့ခြေထောက်ကလေးကိုကနေပေါ်မှာလေးထောင်ထားအောက်ကဆောင်းလေးခုပြီးထောင်ထားကျွန်တော်3ဘက်လောက်အနားယူရတယ်ဘယ်သူမှဆိုခြေခောက်လဲရင်မှတ်ထားပါဒီလိုနေရာလေးက ligament ပြဲသွားတတ်တယ်ဒီညီမလေးကတော့ဒါဘာမှမဖြစ်ဘူးပေါ့နော်ဒီအခုကျွန်တော်လူစမ်းကြည့်ရတကယ်တမ်းဆိုဒီလိုလှုပ်လိုက်ရင်ကိုတအားနာမှာအခုတော့ဒါတော်တော်ကို heal ဖြစ်သွားပြီဆိုတော့ပြင်းပြထန်ထန်မဖြစ်ခဲ့ဘူးနော်โอเคနောက်တစ်ခုဒီမှာရောင်နေရတဲ့အကြောင်းရင်းကသူကအရင်တော့ AS ဆိုနည်းနည်းများခဲ့ရလည်းရှိတယ်ပေါ့ဒါကတော့ကျွန်တော်ပြီးမှကျွန်တော် exercise တွေကျွန်တော်ပေးလိုက်မယ်အဓိကကျွန်တော်ပြောချင်တာကခြေထောက်ခောက်လဲရင်3ဘက်လောက်နားယူပါ RICE rise ကိုသုံးပါသူကယောဂပြင်းထန်ဆိုလို့ချို့ဆိုရင်တစ်လောက်နားယူရတယ်နော်အဲ့တော့တယောက်နဲ့အခြေအနေမတူဘူးပေါ့ဒါပေမဲ့အရေးကြီးဆုံးကတော့အနားကိုယူရမှာဖြစ်တယ်အဲ့ဒီအချိန်မှာဘာလေ့ကျင့်ခန်းမှမလုပ်ဘဲနဲ့ခုနပြောသလို RICE rise ဆိုတဲ့ method လေးကိုသုံးပါ